ဝါမှာအေဂျင့်ချင်းသူများအထင်မြင်ကိုအရန်ကြီးမဆိုင်တတ်ဖို့လိုတယ်။ဒါကိုလှုပ်လိုက်ရင်ဒီလိုစကားမျိုးပြောလိုက်ရင်သူတို့ငါ့ကိုဘလို့ထင်သွားမလဲမသိဘူးဆိုတဲ့အတွေ့မျိုးကျမကိုယ်တိုင်လည်းခက်ငယ်ငယ်ရဖြစ်ခဲ့ဘူးတယ်။ကိုဝမ်းနာကိုမသိဆိုသလိုကိုအခက်ခဲတွေကိုဘသူကမှတရားရခိုင်လို့နားလည်းမပေးနိုင်ဘူး။အဲဒါကြောင့်ပတ်ဝန်းကျင်ရဲ့စကားကိုအရန်ကြီးဆိုင်လို့နာကိုရောက်တဲ့နေရာမရောက်တိုးတက်တဲ့လောက်မတိုးတက်ပဲဆွဲထားခံရတာမျိုးဖြစ်တတ်တယ်။ချောင်ခိုတတ်တဲ့သူတွေရဲ့ကြားထဲမှာတာဝန်ကျေကျင်တဲ့သူကမုန်းခံရတာပဲ။ရင်းမစားတတ်တဲ့သူတွေကြားထဲရောက်နေကိုရဲ့တိတက်မှုကလည်းတုံးအားမှုအဖြစ်ပုံသွင်းခံရအောင်ပါပဲ။အဲ့လိုပဲချစ်ချင်းမြတ်တာဆိုတာဘာမှမသိတဲ့သူတွေကြားထဲရောက်ရင်ကိုရဲ့ချစ်မှုကလည်းသူတို့အတွက်လောင်ရည်စရာဖြစ်နေမှာပဲ။အများအကြောင်းလောက်ပဲစိတ်ဝင်စားတဲ့သူတွေနဲ့နေကိုเจ้าကိုပဲစိတ်ဝင်စားတဲ့သူကိုမာနငယ်တွေရောက်တယ်လို့ထင်ခံရမှာပဲ။အဝန်းကျင်ဆိုတာကိုပါပဲလှုပ်သူတို့စီးမြင်သူတို့ပေတံနဲ့လိုက်တိုင်းတာနေကြတာမျိုးလေ။ဝါမှာငွေကအရေးကြီးဆုံးပဲလို့ထင်တဲ့သူကပညာစူးစမ်းရှာနေတဲ့လူကိုအထင်မကြီးနိုင်တယ်လို့ပညာဒီတာအရေးကြီးဆုံးလို့ခံယူထားတဲ့သူကလည်းငွေအများကြီးရှာနိုင်တဲ့သူကိုအားမကြပါဘူး။ဒါတော့ပတ်ဝန်းကျင်ရဲ့အထင်မြင်ဆိုတာကျမတို့ထင်တဲ့လောက်ကြီးရေးပါနေတာမျိုးမဟုတ်ဘူး။ဒီလိုပြောလို့လူတွေကိုလုံးဝဂရုစိုက်စရာမလိုဘူးလားဆိုတော့လည်းမဟုတ်ပါဘူး။မြစ်တာနဲ့ကောင်းစီခြင်းလို့ပြောတဲ့စကားမျိုးဆိုရင်တော့ကိုပြန်သုံးသပ်ဖို့လိုတာပေါ့နော်။မန်တရားဆိုတာပုံသေးသတ်မှတ်ထားတာမျိုးမရှိဘူး။ကိုလက်ခံ